နိုင်ငံရဲ့ချားမှာပတ်စံရှာဖို့ထွက်လာတဲ့သားကြွရဲ့ရှင်နဲ့ဝင်ကြည့်ရအောင်အင်းကနေထွက်လာတော့မှအမေကျွန်တော်နိုင်ငံခြားသွားဖို့အတွက်တခါမှမပြောခဲ့ဘူးတလို့အဖေကလေမိသားစုစီစီလုံးလုံးနဲ့အတူတူနေစီချင်ခဲ့တာပါကျွန်တော်ကိုယ်တိုင်ကလေမူရဲ့မြေယာလမ်းတွေနဲ့ကိုကရင်းနှီးပြီးသားလူတွေအားလုံး10မိနစ်တိုင်းမှာတတိယနေမိရဲ့လေဒါပေမဲ့အမှန်တရားကယောက်ျားတစ်ယောက်နှုတ်ဆက်ထွက်ခွာတဲ့အခါဘယ်သူမှမသိလိုက်ကြပါဘူးဥပမာအိမ်အောင်ကြားတဲ့သမီးမိန်းကလေးတယောက်ယောက်ျားလေးအိမ်ကိုလိုက်သွားတဲ့အခါမှာအော်မင်းလာဆောင်သွားတဲ့သမီးသူ့ယောက်ျားအိမ်လိုက်သွားပြီဟိုမှာမိသားစုအစ်ကြားမှာဝင်ဆန်းပါမလားလို့တွေးတတ်ကြတယ်မဟုတ်လားကျွန်တော်တို့ယောက်ျားလေးတွေမွေးရဲ့အိမ်အမေအိမ်ကနေထွက်သွားတဲ့အခါမှာတိတ်ဆိတ်စွာနဲ့ကိုပစ္စည်းတွေကိုသာထုတ်ပိုးပြီးစိတ်ထဲမှာလေတာဝန်ဝတ္တရားဆိုတဲ့စိတ်နဲ့အိမ်နဲ့ဝေးရတနေရာကိုထွက်လာခဲ့ကြတယ်။သမီးမိန်းကလေးအိမ်ကထွက်သွားတော့လိုမျိုးနှုတ်ဆက်တဲ့ချင်းဆိုတာလည်းမရှိခဲ့တယ်လို့အလှဆင်ထားတဲ့ခမ်းမမျိုးလည်းမရှိခဲ့ပါဘူး။အတွင်းစိတ်ထဲမှာပဲကိုအိမ်ကိုရွာကိုမိသားစုကိုခွဲခွာရတဲ့နာကျင်မှုရှိတယ်။ငိုချင်မိမဲ့ငိုလို့မရခဲ့ဘူးလေ။အခုလိုမိသားစုဆွန့်ခွာပြီးအဝေးကိုထွက်ခွာလာခြင်းကမိသားစုရဲ့အနာဂတ်ကိုတည်ဆောက်ဖို့ပဲမဟုတ်ပါလား